အားလုံးပဲမင်္ဂလာပါဒါကကြတော့ဒီထိုင်းနိုင်ငံကပီမြို့ပေါ်မှာရှိတဲ့ Wat Tham ဆိုတဲ့ဖရားကျော်ပဲဖြစ်ပါတယ် Wat ဆိုတာကျတော့ဖရားကျော် Tham ဆိုတာကျတော့ကျောက်ကူဆိုတာကျတော့ကျောင်းမို့နော်ကျွန်တော်မြန်မာလူနဲ့ဘာသာပြမယ်ဆိုရင်တော့ကျောင်းကူဖရားကျော်လို့ဘာသာပြလို့ရတယ်နော်နောက်ပြီးဒီနေရာရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကဒီလှေကားအဆင့်ပုံ1260အဆင့်ရှိတဲ့ပုံပေါ်ဖရားပဲဖြစ်ပါတယ်ဒါကြောင့်နိုင်ငံခြားသောခီးတော်တော်များများလာရောက်လည်ပန်းကြတဲ့ဒီကပီမျိုးကအထင်ရှားဆိုဖရားကျော်တဲ့ကျော်ဆိုလည်းမမှားဘူးပေါ့နော်ဒါကြောင့်ဒီနေရာကိုအလယ်လာဖြစ်ခဲ့ရင်ဒီမဖြစ်မနေလို့ရမယ့်အလိုကကြောင့်ဒီလှေကစင်ပေါ်1260ကျော်ရှိတဲ့အဲ့ဒီသုံးပေါ်ဖျောက်ကိုမရောက်ရအောင်တက်ဖို့ပါပဲဘာကြောင့်လဲဆိုတော့အပေါ်ရုပ်သွားလို့ရှိရင်အဲ့ဒီသုံးပေါ်ဖျောက်ကနေမြင်ရတဲ့ view point ရှုခင်းတို့ကတော်တော်လေးလှပြီးတော့တော်တော်လေးလည်းကြည်ညိုစရာကောင်းပါတယ်ဒါကြောင့်ဖူခဲဘက်ကိုလဲလာလို့ရှိရင်ဒီကပီဖက်ကသုံးပေါ်ဖျောက်လေးကိုမဖြစ်မနေဝင်ကြပါလို့တက်တော့ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်